ကျွန်တော်လမ်းမချောက်သွားရတော့မယ်နော်ဟိုခင်ဗျားသူ့ကိုလိုက်ပို့လိုက်နော် ဘာဖြစ်နေရလဲဒီဆုံးနေကြည့် ငါတိတယ်နော်ငါတိတယ်နော် ဘုံလုံးတော့ဒီမလေးပြောချင်လဲပြောရင်တရားပဲဖြစ်ပါချင်းတယ်ညီမလေးမျက်နှာလေးကျူပတ်ပြီးတော့ဖြစ်နေညီမလေးသားရဟိုစကင်ကဲတွေတိမ်ပတုံးပြဘူးလေတည်းဟိုကိုကြီးကားထဲမှာစကင်ကဲပြည်ကြီးပါတယ်တဲ့ညီမလေးတုံးကြည့်ဒီဥစ္စာကအသားကြီးကိုစိုးပြေးသေးတယ်ဒီဥစ္စာဒီတော့ကိုတိတ်တာအဲ့ဒါကြီးတုံးကြည့်နော် အဲ့လူအဲ့ဒါအသားချောက်နေတာမဟုတ်ဘူး ဗျာငါစီးဝါးလို့ဒါမလောက်ဆက်နဲ့တော့ဘောကောင်းမသိငါပြေးအောင်နေတာကွာညီမလေးနှကန်းနေရလေ6ပြီးကွဲအဲ့လေးဖြစ်နေတယ်ကိုကြီးမှနှကန်းနေရစီလူးပါခဏဒီဘယ်နားမှလည်းမသိဘူးနော် အိုင်းဘယ်ကောက်ဘလို့မောင်းနေရလဲအကုန်သေးအောင်